ဒီနေ့မျက်မှောက်ခေတ်ကဘာကြီးကိုပြောင်းလဲပေးနေတဲ့အမခန်းမောင်းသူမဲ့တည်ယူပို့ဆောင်ရေးစနစ်10မျိုးအကြောင်းကိုဗဟုသုတရဖွယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနည်းပညာတွေဟာကျမတို့ရဲ့ဘေးကင်းလုံခြုံမှုထိရောက်မှုနဲ့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုလျှော့ချရေးတို့အတွက်ဘယ်လိုအကျိုးပြုနေလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်1 H-47B လို့ခေါ်တဲ့အမေရိကန်ရေတပ်သုံးဒရုန်းဒီယာဉ်ဟာဘာကြောင့်ရေးပါလဲဆိုတော့ Northrop Grumman ကတီထွင်ခဲ့ပြီးလူသားလေယာဉ်မှုမပါပဲပထမဦးဆုံးပြန်တန်းနိုင်တဲ့ယာဉ်တစ်စင်းဖြစ်လို့ပါပဲ2013ခုနှစ်မှာ H-47B ဟာလေကြောင်းသမိုင်းမှာပထမဦးဆုံးစိုက်ထူခဲ့တဲ့မောင်းသူမဲ့လေယာဉ်ဖြစ်ပါတယ်။သူဟာလေယာဉ်တင်သင်္ဘောကြီးတစ်စင်းပေါ်ကနေအောင်မြင်စွာပြန်တက်နိုင်ခဲ့ပြီးလေယာဉ်တင်သင်္ဘောစီကိုပဲပြန်လည်ဆင်းသက်နိုင်ခဲ့တဲ့ပထမဦးဆုံးသောလေယာဉ်ဖြစ်ပါတယ်။အဝေးထိန်းစနစ်နဲ့ထိန်းချုပ်တာမဟုတ်ပဲလေယာဉ်ပေါ်က AI နဲ့ကြိုတင်အစီအစဉ်ချထားတဲ့ညွှန်ကြားချက်တွေအတိုင်းသူ့ဘာသာသူပထမဦးဆုံးလှုပ်ဆောင်ခဲ့တဲ့လေယာဉ်လည်းဖြစ်ပါတယ်။နံပါတ်2နော်ဝေနိုင်ငံက Rara Brightland ဟာကမ္ဘာပထမဦးဆုံးလျှပ်စစ်စွမ်းအင်သုံးကုန်တင်သင်္ဘောဖြစ်ပါတယ်။ဒီသင်္ဘောကို Rara International လို့ဓာတုဗေဒကုမ္ပဏီကြီးကဘာကြောင့်တည်ဆောက်ခဲ့တာလဲဆိုတော့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုချော့ချဖို့အတွက်ပဲဖြစ်ပါတယ်။သင်္ဘောဟာမြေဩဇာတွေကိုတည်ယူပို့ဆောင်ဖို့အတွက်တစ်နှစ်ကိုဒီဇယ်သုံးထရပ်ကားပေါင်း4000ခန့်ကိုအစားထိုးနိုင်ဖို့အတွက်ဒီဇိုင်းထုတ်လုပ်ထားတာပါ။ Rara Brightland ရဲ့ဘက်ထရီစွမ်းဆောင်ရည်ဟာ Tesla Model S ကားအစီးရေ100ကျော်နဲ့ညီမျှပြီးလေထုညစ်ညမ်းမှုလုံးဝမရှိတဲ့ Zero Emission လုပ်ငန်းကိုလှုပ်ဆောင်နိုင်ပါတယ်။လက်ရှိမှာတော့အကူအပြောင်းကာလကြောင့်လူသားအမှုထမ်းတွေပါဝင်နေသေးပေမဲ့ရေရှည်မှာလူသားကပ်ပရိမပါဘဲလေပတ်နိုင်ဖို့အတွက်နော်ဝေအာဏာပိုင်တွေစီကခွင့်ပြုချက်ရထားပြီးဖြစ်ပါတယ်။ရေချောင်းကဏ္ဍရဲ့အနာဂတ်အတွက်ကြီးမားတဲ့ဖွံ့ဖြိုးမှုတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3 True Simple and Unright လို့ခေါ်တဲ့ကုန်တင်ယာဉ်များပထမဆုံး True Simple သူတို့ဟာအမေရိကန်အဝေးပြေးလမ်းမပေါ်မှာမောင်းသူမဲ့စင်မီထရက်ကိုမိုင်80ခရီးစဉ်အထိအောင်မြင်စွာပြေးဆွဲပြသနိုင်ခဲ့တဲ့ဒါဟာနည်းပညာပိုင်းအရကြီးမားတဲ့တိုးတက်မှုပဲဖြစ်တယ်။သူတို့ဟာစိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရပေမဲ့ကမ္ဘာလုံးဆိုင်ရာ supply chain ရဲ့အရေးကြီးတဲ့ကဏ္ဍတစ်ခုကို AI ကဘလို့အစားထိုးမလဲဆိုတာကိုပြသခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ Unright ပေါ့ပါ။ဆွီဒင်ကဒီပေါ့တွေကပို့ပြီးတော့စမ်းပြတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာရင်မောင်းခန်း driver ရဲ့ cap လုံးဝမပါပါဘူး။လူသားမောင်းနှင်ဖို့မရည်ရွယ်ပဲတိဆောက်ထားတဲ့လျှက်စစ်ကုန်တင်ယာဉ်ဖြစ်ပါတယ်။ဒီပေါ့တွေဟာစက်ရုံအရှင်းရှင်းပုံမှန်လှုပ်ဆောင်ရတဲ့လမ်းကြောင်းများမှာကုန်စည်ပို့ဆောင်ဖို့အတွက်အထူးသင့်လျော်ပါတယ်။ Unright ဟာမောင်းသူမဲ့တည်ယူပို့ဆောင်ရေးကိုဖြစ်နိုင်ခြေကနေလက်တွေ့လုပ်ငန်းတွေစီထိတွန်းပို့ပေးနေတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်4 Pat Shuttle ဟာနယ်သာလန်နိုင်ငံ1996ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်လို့ကမ္ဘာပေါ်မှာတက်တန်းရှည်ကြဆုံးတည်ယူပို့ဆောင်ရေးစနစ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။အစောပိုင်းမှာရုံးပတ်ဝန်းကျင်တစ်ခုအတွက်ရည်ရွယ်ခဲ့ပေမဲ့နောက်ဆုံးပေါ်စနစ်တွေမှာတော့ပုံမှန်ရင်အသွားလာနဲ့ခဏတာရောနှောမောင်းနှင်နိုင်တဲ့အစိတ်ပိုင်းတစ်ခုပါဝင်လာပါတယ်
ပြင်သစ်ကနက်ပြအော်တိုနွန်ရှက်တယ်ကတော့လမ်းပတ်ဝန်းကျင်တွေကိုထိန်းချုပ်ထားတဲ့နေရာတွေအတွက်ဒီဇိုင်းထုတ်ထားတဲ့လျှက်စစ်ရှက်တယ်ဖြစ်ပါတယ်။သူတို့ရဲ့ရှင်မှာစတရီယာရိုင်းတောင်မပါဝင်တော့ပါဘူး။ Las Vegas မြို့လေကောင်မှာခရီးသည်ပေါင်း2သိန်းခွဲကျော်ကိုတည်ယူပို့ဆောင်ပေးခဲ့တဲ့ဒီစမ်းသပ်မှုဟာနည်းပညာရဲ့ဘေးကင်းလုံခြုံမှုနဲ့လက်တွေ့အသုံးဝင်မှုတွေကိုပြသပေးခဲ့ပါတယ်။နံပါတ်5စန်ပိုင်ရဲ့အော်တိုမိုင်းစနစ်ဟာတတုတွင်လုပ်ငန်းတွေအတွက်အထူးတီထွင်ထားခြင်းပဲဖြစ်ပါတယ်။မှောင်မဲပြီးကျင်းမြောင်းနဲ့မြေအောက်ဥမင်လှိုင်ကောင်းတွေထဲမှာလူသားမပါပဲ63တန်အထိတဲဆောင်နိုင်တဲ့ထရက်ကားတွေလိုဒါတွေဟာ24နာရီကာလပတ်လုံးလဲပတ်နေတာပဲဖြစ်ပါတယ်။ဒီစနစ်ဟာရေဒါနဲ့ကြိုတင်မြေပုံဆွဲထားတဲ့ဒေတာတွေကိုအသုံးပြုပြီးတတုတွင်းလိုအလုပ်သမားတွေအတွက်အလွန်အန္တရာယ်များတဲ့နေရာတွေမှာလူသားတွေကိုဘေးအန္တရာယ်ကင်းစေဖို့အတွက်ထိရောက်စွာအဆင့်မြင့်တင်ပေးထားတဲ့နည်းပညာတွေလည်းပါဝင်ပါတယ်။နံပါတ်6 zip line drone တွေဟာမောင်းသူမဲ့လေချောင်းတည်ယူပို့ဆောင်ရေးကွန်ရက်တွေထဲမှာအောင်မြင်ဆုံးပဲဖြစ်ပါတယ်။ဒီ drone တွေရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ဝေးလံခေါင်တည်တဲ့ဒေသတွေကကျန်းမာရေးဌာနတွေစီကိုသွေးကာကယ်ဆေးနေနဲ့မရှိမဖြစ်ဆေးဝါးပစ္စည်းတွေကိုအလျင်အမြန်ပို့ဆောင်ဖို့ပဲဖြစ်ပါတယ်။ zip line drone တွေဟာကတ်တာပလက်စနစ်နဲ့ပြန်တက်ပြီးလေထီးကိုအသုံးပြုပြီးပစ္စည်းတွေကိုလိုတဲ့နေရာကိုတိတိကျကျပစ်ချပေးတယ်။ပို့ဆောင်မှုတစ်ခုလုံးမှာလူသားတွေလုံးဝပါဝင်စရာမလိုပါဘူး။2025ခုနှစ်အထိပို့ဆောင်မှုပေါင်း8သိန်းကျော်ကိုပို့ဆောင်နိုင်ခဲ့ပြီးအချိန်မီပို့ဆောင်မှု69.8%ထိရှိခဲ့တယ်ဆိုတာဒီနည်းပညာရဲ့ယုံကြည်စိတ်ချရမှုကိုပြသနေတာပဲဖြစ်ပါတယ်။နံပါတ်9ကမ္ဘာအကြီးဆုံး Robot Taxi လက်ရှိကမ္ဘာအကြီးဆုံးပုဂ္ဂလိကပိုင် Ride Hailing လုပ်ငန်းကိုပြောပြပေးပါမယ်။ဘိုင်ဒူရဲ့အပိုလိုကိုဟာတရုတ်နိုင်ငံရဲ့မြို့ကြီးများမှာလုံးဝမောင်းသူမဲ့ရိုဘိုတက်စီတွေကိုလဲပတ်နေပါတယ်။ဒီတက်စီတွေရာရေမတော်တဆမှုလုံးဝမရှိခဲ့ဘူးလို့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။အပိုလိုကိုရဲ့အောင်မြင်မှုကတော့မြို့ပြပတ်ဝန်းကျင်တွေမှာသူတို့ရဲ့ 5G ကွန်ရက်တွေနဲ့ V2H စနစ်တွေချရှုပ်ထွေးလာတဲ့မြို့ပြအသွားလာတွေနဲ့အဆောက်အဦတွေကြားမှာကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့တယ်။ခရီးစဉ်တန်ပေါင်းများစွာကိုလည်းပို့ဆောင်ခဲ့တဲ့ Robot Taxi ဟာတကယ်ကိုပဲတိတ်ပံခေတ်ကိုရောက်လာပြီဆိုတာကိုသက်သေပြခဲ့တာလည်းဖြစ်ပါတယ်။ယခုပြောပြပေးခဲ့တဲ့မောင်းသူမဲ့တည်ယူပို့ဆောင်ရေးစနစ်တွေဟာအနာဂတ်ရဲ့ကုန်စည်ပို့ဆောင်ရေးကျန်းမာရေးစောင့်ရှောက်မှုနဲ့အများပြည်သူတည်ယူပို့ဆောင်ရေးကဏ္ဍတွေမှာဘလောက်ထိဖွံ့ဖြိုးတိုးတက်လာမလဲဆိုတာကိုလက်တွေ့မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ထွေဗဟုသုတလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ Burmese One Channel လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်နော်။